ပရိသတ်အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်တို့နားနေထားတဲ့ကဘာကြီးကိုပြောင်းလဲပစ်နေတဲ့နည်းပညာတစ်ခုအကြောင်းပြောပြပေးသွားမှာပါအဲ့ဒါကတော့ AI လို့ခေါ်တဲ့ Artificial Intelligence ပါ AI ဆိုတာဘာလဲကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာဘယ်နေရာတွေမှာအသုံးဝင်နေလဲဆိုတာကိုအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်လို့ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်အလွယ်ဆုံးပြောရရင် Artificial Intelligence AI ဆိုတာလူတွေရဲ့တွေးခေါ်နိုင်စွမ်းသင်ယူနိုင်စွမ်းနဲ့ဆုံးဖြတ်နိုင်စွမ်းတွေကိုကွန်ပျူတာတွေနဲ့ software တွေကနေတဆင့်အတူယူဖန်တီးထားတဲ့နည်းပညာတစ်ခုပါ AI ကိုအဓိကအပိုင်း၃ပိုင်းခွဲခြားနိုင်ပါတယ်၁ Machine Learning AI ကိုယ်တိုင်အချက်အလက် data တွေကိုလေ့လာသင်ယူပြီးဆုံးဖြတ်ချက်တွေချနိုင်အောင်လုပ်ပေးတဲ့နည်းလမ်းပါဥပမာဓာတ်ပုံထဲကကြောင်လားခွေးလားဆိုတာကိုခွဲခြားသိနိုင်တာမျိုးပါ2 Deep Learning